နှုတ်ကိုမဆောင်စည်းနိုင်ဘူးအင်တာမှဆောင်စည်းဖို့ခက်တယ်နှုတ်ကဘာဖြစ်လို့လဲဆိုရင်အတင်းပြောစရာရှိရင်ထီလေးဆောင်ပြီးသွားပြောသေးတာနော်တယ်လီဖုန်းလေးနဲ့ဆက်ပြောတာမပြောရရင်လည်းပဲ Facebook ကနေ Messenger ကနေပြီးတော့ရိုက်ပြီးတော့ပြောသေးတာမပြောရမနေနိုင်တာလေအဲ့တော့တင်ညတာဆိုစောင့်ကြည့်ရမယ် Facebook ထဲလည်းရေးချင်တာမရေးရဘူးလို့သူဆိုလို့တယ်မကြည့်တဲ့နာတွေလည်းမကြည့်နဲ့မရေးတဲ့နာတွေလည်းမရေးနဲ့မပြောတဲ့နာတွေလည်းမပြောနဲ့လို့သူတင်ညတာစောင့်ကြည့်ရမြတ်စွာဘုရားကနှုတ်ကိုစောင့်ကြည့်ဖို့ဟောကြားထားတာအမှန်တမ်းမှတ်သားစရာကောင်းတယ်ကိုပြောတဲ့စကားတစ်ခုဟာအကြောင်းအရာမှန်ကန်တာဖြစ်ရမယ်မှားရင်မပြောနဲ့မှန်ကန်တဲ့အကြောင်းဒါဖြင့်မှန်ရုံနဲ့ပြောမလားဆိုမှန်ရုံနဲ့လည်းမပြောနဲ့အောင်အကျိုးရှိမှပြောဟုတ်တယ်မှန်လဲမှန်တယ်အကျိုးလည်းရှိတယ်ပြောရမလားဆိုအချိန်ကြည့်အောင်ပြောတဲ့အချိန်လားမပြောတဲ့အချိန်လားဟုတ်ပြီမှန်လဲမှန်တယ်အကျိုးလည်းရှိတယ်ပြောဖို့လည်းအချိန်ရောက်ပြီဘယ်လိုလေသံနဲ့ပြောမလဲရှင်ကြီးတဲ့လေသံနဲ့ပြောစကလုံးအသုံးလုံးယဉ်ကျေးပါစေစိတ်ကဘယ်လိုထားရမလဲမေတ္တာစိတ်နဲ့ပြောဟောမြတ်စွာဘုရားဆုံးမတာတောင်းကိုစီးနေတာနော်တော့ကိုဆောင်စည်းတယ်ဆိုတာကိုပြောမဲ့စကားကိုဆန်းစစ်လိုက်ငါပြောတာအမှန်ပဲလားအေးမှန်တယ်ဆိုရှောက်ပြောနေလို့ရှိရင်ပို့ဒုက္ခရောက်နော်မှန်တိုင်းပြောရမှာမဟုတ်ဘူးမြတ်စွာဘုရားမှန်တော့မှန်တယ်ကိုပြောလိုက်တာကောင်းကျိုးချမ်းသာဖြစ်ခဲ့လားသူများထိခိုက်သွားတယ်မှန်တော့မှန်တယ်သူများထိခိုက်သွားတယ်ကိုထိခိုက်တယ်အကျိုးမရှိဘူးဒါမျိုးဆိုတော့ပြောရင်အကျိုးနဲ့အပြစ်ကပိုဖြစ်လာပါ